ကမဲဆောင်မှာကုလိုကွယ်လန်ဆောင်ပါခဲ့ရတဲ့ ARD မရဲ့လူတွေမတည်တဲ့နောက်ွယ်ကကြောင်းရင်လက်ဆက်လီ ARD မကထင်မထားတဲ့နီလာနဲ့ကွယ်လွန်တော်ခဲ့ပြီဆိုတဲ့တဲ့င်းကိုဝမ်းနဲ့စွာနဲ့တည်ခဲ့ရပါတယ်ဒီဖြစ်ရရဲ့နောက်ွယ်မှာအရန်ကိုထိတ်လန့်စရာကောင်းတဲ့အကြောင်းရင်းတွေကရှိနေတာဖြစ်ပါတယ်ARD မကအောင်ရှိုင်းအေးရဲ့တပည့်ချင်းဖြစ်ပြီးတော့ကိုယ်တိုင်ကလည်းကြိုးစားရင်းနဲ့ဆက်လီတရားဖြစ်အောင်မြင်လာခဲ့သူဖြစ်ပါတယ်လက်ရှိမှာတော့ထိုင်းနိုင်ငံမဲဆောင်မြို့မှာနေထိုင်နေပြီးတော့ online ပေါ်ကနေဈေးရောင်းတဲ့အလုပ်ကိုလုပ်ကိုင်နေပါတယ်ရှင်ဒီလိုမျိုးကိုပါတာချွတ်ချွတ်ဆဆရှာဖွေစားတောက်နေတဲ့ ARD မကွယ်လွန်သူအနေနဲ့ပြန်လဲတွေ့ရှိခဲ့ရတာကဖိသက်တွေအတွက်တော့အများကြီးစိတ်မကောင်းစရာဖြစ်ခဲ့ရပါတယ်လွန်ခဲ့တဲ့ရက်ကတော့ ARD မပျောက်ဆုံးနေတယ်ဆိုပြီးတော့ social media မှာသတင်းတချို့တက်လာခဲ့ပါတယ်အထွေအထူးမဖြစ်တော့ဘူးလို့အားလုံးကထင်ခဲ့ကြပြီမဲ့အကောင့်တိုင်းရှိနေရင်ကနေကွယ်လွန်သူအနေနဲ့ပြန်တွေ့လိုက်ရတဲ့အပေါ်မှာတော့အားလုံးကအံ့ဩခဲ့ရတာဖြစ်ပါတယ် ARD မရဲ့ဖြစ်စဉ်ကိုကြားသိလိုက်ရတဲ့အခါပိုပြီးတော့တောင်စိတ်မကောင်းဖြစ်ရပါတယ် ARD မကတီဟာဆိုသူညီရတဲ့ကောင်လေးတယောက်နဲ့တွေ့ဆုံမဲ့နေရာကိုတွားခဲ့တာဖြစ်ပါတယ်။အဲ့ဒီကောင်လေးနဲ့ online ပေါ်ကနေခင်မင်ရင်းနှီးခဲ့ပုံပေါ်ပြီးတော့ကောင်လေးဘက်ကတောင်းဆိုတာကြောင့် ARD မကချိန်ထားတဲ့နေရာကိုတွားခဲ့တာပါ။အမြဲတမ်းလှပပပြင်ဆင်ပြီးနေထိုင်တဲ့သူတယောက်မလို့ထုံးစံအတိုင်းလိုရည်တနာတွေလည်းဝတ်ဆင်ထားတာဖြစ်ပါတယ်။ပြန်တွေ့တဲ့အချိန်မှာတော့ရည်တနာတွေအကုန်လုံးလည်းပါသွားပြီဖြစ်တော့မလို့ဒါကတမင်တကာစီစဉ်ထားပြီးတော့ ARD မစီကပိုင်ဆိုင်တာတွေရယူဖို့စူးစမ်းခဲ့တယ်လို့အကြံပြုမှတ်ရှစ်ချနိုင်ပါတယ်။လက်ရှိမှာတန်တရားဖြစ်စရာအကောင်းဆုံးကတော့ online ပေါ်ကနေရှိန်ဆို့ခဲ့တဲ့ဒီဟာဆိုတဲ့ကောင်လေးပါပဲဒီဟာကအသက်ငယ်ငယ်ရွယ်ရွယ်ရုပ်ချောလေးဖြစ်တာကြောင့်ဒီလိုလုပ်ရမျိုးလုပ်လိမ့်မလို့ ARD မလည်းထင်ထားခဲ့မှာတော့မဟုတ်ပါဘူးဒါကြောင့်လည်းယုံကြည်စိတ်ချစွာနဲ့တွားရောက်တွေ့ဆုံခဲ့ပြီးတော့တော်ကိတ်ခံခဲ့ရတာပဲဖြစ်ပါတယ်တပတ်လူကစနစ်တကျနဲ့အစီအစဉ်ထားတဲ့ဆိုတာကိုလည်းကျွမ်းကျင်သူတွေကခံမှန်းထားကြပါတယ်ဘာလို့လဲဆိုတော့ ARD မကိုပြန်တွေးခဲ့တဲ့နေရာကအခုတိုင်းခတ်ထားတဲ့ချံဝန်းအကြီးကြီးရဲ့အတွင်ကျတဲ့အပင်ကြီးအောက်မှာဖြစ်နေတာကြောင့်တော်ရုံတန်ရုံအော်ဒါတွေကိုအပြင်ကလူတွေမကြားနိုင်ပါဘူးချိန်တွေ့တယ်ဆိုပြီးတော့ညကြီးအချိန်မတော်တိတ်ဆိတ်တဲ့နေရာကိုတမင်တကာခေါ်ဆောင်သွားခဲ့တာပါ ARD မကရိုတာဖြူစင်သူဖြစ်တာကြောင့်ဒီလိုအကွက်ချမှုတွေကိုကြိုတင်သိဖို့မပေါ်ပါဘူးဒါကြောင့်မလို့လဲယုံကြည်စိတ်ချစွာနဲ့တွားတွေ့ခဲ့ပြီးတော့ပါလာတဲ့မြတ်ပစ္စည်းတွေအကုန်ယူသွားခဲ့ရုံတမ်းမကအသက်ကိုပါယူဆောင်သွားခြင်းခံခဲ့ရပါတယ်လက်ရှိပါသွားခဲ့တဲ့ပစ္စည်းတွေကတော့နောက်ဆုံးပေါ် iPhone Pro နဲ့သိန်းပေါင်းများစွာတန်ဖိုးရှိတဲ့အလုပ်ဝတ်ရတနာတွေလို့သိရပါတယ်။ဒါပေမဲ့ဒီအချိန်မှာအရေးကြီးတာကရတနာတွေမဟုတ်တော့ဘဲ ARD မရဲ့နှမျောစရာအသက်လေးပါငယ်ရွယ်ပြီးတော့စူးစမ်းနေသူတယောက်ဖြစ်တာကြောင့်ဒီလိုကွယ်လွန်သွားခဲ့တဲ့အပေါ်မှာတော့အများကြီးစိတ်မကောင်းဖြစ်ရပါတယ်။ ARD မပျောက်ဆုံးသွားခဲ့တဲ့အနေရက်ကတလပိုင်း19ရက်ဖြစ်ပြီးတော့ပြန်တွေ့ခဲ့တာကတော့20ရက်နေ့ပါ။တရက်ကလေးအတွင်းမှာအခုလိုမျိုးအဖြစ်နဲ့ကြုံတွေ့ခဲ့ရမယ်ဆိုတာဘယ်သူမှအထင်မထားခဲ့ပါဘူးဆရာဖြစ်သူအောင်ချမ်းအေးကိုယ်တိုင်ကလည်းမင်းညကမှသူ့ရဲ့ပြုံးပြုံးရွှင်ရွှင်စကားပြောနေသေးတယ်လို့ဝမ်းနဲ့စွာနဲ့ပြောပြခဲ့ပါတယ်ပိတ်သက်တွေတောင်ဒီလောက်ထိဝမ်းနဲ့နေရမယ်ဆိုရင်မိသားစုဝင်တွေနဲ့တကယ်ချင်းမိတ်ဆွေတွေအများကြီးလည်းခံစားကြရမှာပါပုံမှန်နီလာနဲ့တောင်မဟုတ်ပဲအင်မတန်မကောင်းတဲ့နီလာနဲ့ဒီလိုပြုတ်လောက်သွားခဲ့တဲ့အတရားခံကိုအမြန်ဆုံးအရေးယူနိုင်ဖို့အတွက်မျှော်လင့်ရပါတယ်တန်တရားအရှိဆုံးချိန်ကတော့ရှိန်ဆိုထားခဲ့တဲ့တီဟာဆိုတဲ့ကောင်လေးဖြစ်ပြီးတော့သူ့ကိုအဓိကထားပြီးတော့စစ်ဆေးတွားရမှာပါဒါပေမဲ့လက်ရှိမှာတော့အဲ့ဒီကောင်လေးလည်းရှာလို့မတွေ့ပဲပြောင်းနေပါတယ်ဒီနေ့ခက်မှာကမိန်းကလေးတွေနဲ့မဟုတ်တော့ပဲလူတိုင်းအားလုံးဘသူကမှမယုံကြည်ပဲကိုယ့်ဘာသာကိုဂရုစိုက်ချဖို့အတွက်အထူးလိုအပ်နေပြီဖြစ်ပါတယ်နော် ARD မဆိုရင်လည်းတာမန်မိန်းကလေးတယောက်မဟုတ်လို့ကောင်လေးတွေနဲ့ချိန်တွေ့တာဘေးကင်းမယ်လို့ထင်ခဲ့ပေမဲ့တကယ်တမ်းလက်တွေ့မှာတော့ထင်မထားတဲ့ကိစ္စတွေကကြုံတွေ့ခဲ့ရပါပြီအခုလိုမျိုးဝါနဲ့စွာနဲ့ကွယ်လွန်ခဲ့ရတဲ့ဆယ်လီ ARD မကောင်းရံပုံပွားမှာအေဂျင့်စီဖို့နဲ့အဓိကတရားခံကိုအများဆုံးအရေးယူနိုင်စေဖို့အတွက်အလုံးကဆူတောင်းပေးသွားခဲ့ကြပါအောင်ရှင်ကြည့်ချူပေးတဲ့အတွက်လည်းအလုံးကိုကျေးဇူးတင်ပါရှင်